ဖြောပြေးဆန်ဆန်ပဲထိုးပြီးပရိသတ်တွေအချစ်ပူအောင်လှုပ်ပြလိုက်ပြန်တဲ့ Y2K အားလုံးပဲမင်္ဂလာပါဒါမှမဟုတ်ဆရာကြားတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျော်ကြီးကတခြားမျိုးမှာပွဲထိုးနေချိန်သူ့ရဲ့လေးချိန်ပေါ်ဆရာသမား Y2K ကလည်းပတ်တရားမှာပွဲတိုက်နေလို့ကျော်တော်ဝင်းရဲ့ပွဲတော်မှာမလိုက်နိုင်ခဲ့ပါဘူးမနက်ပိုင်းမှာလည်းစေမပတ်ရဲ့မင်္ဂလာပွဲနဲ့လှုပ်ရှုပ်နေတဲ့ Fairdesk က Fighter တွေဟာညပိုင်းမှာလည်းကျော်ကြီးရဲ့ပွဲနဲ့ Y2K ပွဲကတနေတည်းဖြစ်နေလို့နှစ်နေရာခွပြီးတော့အားပေးနေကြပါတယ်လိုင်းမော်ပရိသတ်တွေအတွက်ကျော်ကြီးရဲ့စော်တီးတဲ့ထိုးချက်တွေကိုအမှုန့်တင်နေတော့ကိုကြီးလည်းရေတောက်ချိန်အောင်မရမနဲ့ Y2K ပွဲကိုစက်ကြည့်ခဲ့ရပါတယ်ကိုရွှေအောင်ချစ်လို့ခေါ်တဲ့ကိုလာဝင်းခေါ်မြန်မာပြည်သား Fighter ကြီးကတော့ Y2K နဲ့ထိုးခဲ့ရတာပါ Y2K လည်းသူ့အားပေးတဲ့မြန်မာပရိသတ်တွေအတွက်ကိုရွှေအောင်ချစ်ကိုလေးစားမှုပြည့်နဲ့ထိုးသက်ခဲ့ပြီးတော့ပွဲကလည်းအပြိုင်ဆိုင်ထိုးချက်တွေရှိခဲ့တာဖြစ်ပါတယ်တေအိုပြပွဲဆန်ဆန်ဖြစ်တဲ့အတွက် Y2K ကတော့တဲပြီးတော့ဖိအားပေးထိုးသက်တဲ့ပုံမပေါ်သလိုနှစ်ယောက်လုံးကလည်းတယောက်ကိုတယောက်သွေးထိုးဆန်းတဲ့အနေနဲ့ထိုးနေတာကိုတွေ့ရမှာပါနှစ်ယောက်လုံးကလည်းစပင်ကေလန်းနဲ့တင်ဖေးတန်းတွေဖြစ်သလို Y2K ကလည်းအိုမိုခွက်ကေနဲ့စိမ်းအောင်ဆိုးထားသလိုကိုလာဝင်းကလည်းကေတပေါက်ကသွားပြီးတော့နောက်လို့တော့မရပါဘူးဝိုင်းဖိုင်တာတွေပြီးပြီးထိုးချက်တွေကဇိုးဇက်တွေမကပဲဖိုးဖတ်တွေပါမြည်ကုန်လို့အနေငယ်ကြီးကောင်းခဲ့တယ်လို့ပြောလို့ရပါတယ်လက်ကမောင်းကိုစီခက်ကဂျိုးဝိုင်းနဲ့ဝင်လာကြသူတွေပြီးပြီးမြန်မာပရိသတ်တွေကလည်းနှစ်ယောက်စလုံးကိုချစ်ခင်အားပေးကြတာထင်းသားပါပဲမြန်မာပရိသတ်ရဲ့အချစ်ကိုကြော်ကြီးနဲ့ပေါင်းပြီးတော့ဆရာတပည့်တွေအတွဲညီညီရယူနိုင်ခဲ့ကြသူ Y2K ကလည်းမြန်မာတနခါမြန်မာပစိုးဘာညာနေထားတဲ့ဒေါ်ကိုလီလှုပ်ပြီးတော့ပရိသတ်အများပြားရဲ့အောင်ဆိုင်ခြင်းကိုခံနေရတာပါဖော်ရီစိတ်သဘောထားကောင်းပြီးတော့ပျော်ပျော်နေတတ်သူမလို့ Y2K ဆိုရင်မြန်မာပရိသတ်တွေကရန်ကိုအားပေးကြတာတွေ့ရမှာပါအခုလဲကိုလာဝင်းနဲ့ပွဲမှာပြုံးစီးစီးနဲ့ထိုးပြီးတော့အနိုင်ရသွားခဲ့ပြန်ပါပြီအချီပေးထိုးပြီးတော့အမှတ်နဲ့အနိုင်ရခဲ့တာဖြစ်လို့ကိုလာဝင်းကလည်းစူးစမ်းရင်ဆိုင်သွားခဲ့တာဖြစ်ပါတယ် Y2K ကတော့ကြော်ကြီးရဲ့ဆရာလဲဟုတ်ကိုလဲဟုတ်တဲ့အတွက်ပြေချာပိုင်းကတော့မွေတိုင်းသမားပြီးပြီးဆိုရင်ကေနဲ့လိုက်အောင်လန်ထွက်ပြန်တက်နေတာပဲဖြစ်ပါတယ်ဒီကြားတဲ့ကွက်ဆန်းတွေပါထုတ်သုံးနေလို့စီစဉ်နေဆက်သူတွေကပါ Y2K ကိုချီးကျူးကြသဘောလဲကျနေကြတာဖြစ်ပါတယ်ကိုလာဝင်းကတော့မြန်မာဖိုက်တာပြီးပြီးမာကုန်မြင့်တယ်လို့ပြောလို့ရသလို Y2K ကိုအကောင်းဆုံးထိုးတတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါမဲ့ Fairdesk ဂျင်ကလူရှင်တော်ကြီး Y2K တော့မရှင်နိုင်ပဲနဲ့အရေးနှိမ်သွားခဲ့တာဖြစ်ပါတယ်ဒီပွဲမှာ Y2K တယောက်ပွဲပြီးတာတော့ကိုလာဝင်းကိုကျိုးဝိုင်းတောင်းကိုခေါ်ပြီးတော့မြမရွာလက်ဝဲရဲ့အမှတ်သင်ခဲ့တာဖြစ်တဲ့လက်ခမောင်းကိုလည်းကိုလာဝင်းနဲ့အတူတူကပ်ပြခဲ့ပြီးတော့မြန်မာပရိသတ်ရဲ့အချစ်ကိုထပ်ပြီးတော့တဲ့ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒိုင်းနဘာသာဖိုက်တာကိုနိုင်ငံရိုးရာအမှတ်သင်ခဲ့တာတစ်ခုကိုခုလိုမျိုးတလေးတစားလုံးပြတာလေးစားစရာကောင်းလာသလို Y2K ကိုလည်းမြန်မာပရိသတ်တွေကပို့ပြီးတော့အချစ်ပိုလာကြမှာသေချာပါတယ်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်စုံလင်ကြည့်ပြအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ